အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့လက်ရှိထိုင်းနိုင်ငံဝန်ကြီးချုပ်ဖန်ထုံထားချီနဝတ်အကြောင်းတစ်စိတ်တစ်စောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ April 2 ရက်နဲ့4 ရက်တုန်းကထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတွဲဆိုဆွေးနွေးပွဲမီဒီတစ်ခုပေါ့ဗျာတချို့သောနိုင်ငံတွေမှာလည်းပါခဲ့ပါတယ်ဒါကြောင့်မို့ထိုင်းနိုင်ငံထဲမှာတော်တော်လေးကိုဝန်ကြီးချုပ်ဖန်ထုံထားနဲ့တကွာမြန်မာနိုင်ငံမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကတော်တော်လေးကိုပွဲစုခဲ့ပါတယ်။သို့ပေမဲ့ဒီဓာတ်ပုံလေးကိုကြည့်ကြအဖြစ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံတွေ့ဆုံဆွေးနွေးမိဒီလို့လည်းပြောလို့ရတာပေါ့။ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖန်ထုံထားရှိနဝါရှင်းလင်းထားတာကတော့မင်းအောင်လှိုင်နဲ့တွေ့ဆုံခြင်းကဒီချိန်မှ2ကြိမ်ပဲရှိခဲ့ပါသေးတယ်။အဲ့ဒါကြောင့်မို့ဒီဓာတ်ပုံလေးကိုကြည့်ကြအဖြစ်တွေ့ဆုံဆွေးနွေးခဲ့တာက6ကြိမ်မြောက်ဖြစ်ခဲ့ပါတယ် Bistec တွေ့ဆုံဆွေးနွေးပွဲပေါ့နော်အဖြေကိုလစ်လာသိရှိရတဲ့လောက်ကတော့နိုင်ငံ9နိုင်ငံဖြစ်တယ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယစီလကာထိုင်းနဲ့မြန်မာတို့ဖြစ်ပါတယ်ခင်ဗျနောက်ဆုံးအဲ့ဒီနိုင်ငံ9နိုင်ငံအပြင်နောက်ဆုံးဝင်လာတဲ့နိုင်ငံကတော့ဖူတာနေပါတို့ဖြစ်ပါတယ်ခင်ဗျအားလုံးပေါင်း9နိုင်ငံဖြစ်ပါတယ် Bistec တွေ့ဆုံဆွေးနွေးပွဲထဲမှာဆွေးနွေးခဲ့တဲ့အကြောင်းအတူချုပ်ပြောပြပေးမယ်1တနိုင်ငံနဲ့တနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု2အခြေခံဒေသဖြစ်ဖြိုးတိုးတက်ဆောင်ရွက်မှု3တနိုင်ငံနဲ့တနိုင်ငံကုန်သွယ်ရေးဆောင်ရွက်မှု4အခြားသောနိုင်ငံတွေတိုးတက်သောနိုင်ငံတွေနိုင်ငံကြီးတွေဒီမြင်ကလေးလောက်ခမှုဘေးအမျိုးမျိုးကြောင့်နိုင်ငံကြီးတွေကိုလာကူညီလိုစိတ်ဆွေးနွေးခဲ့ခြင်းများဖြစ်ပါတယ်နောက်ထပ်တစ်ခုကျွန်တော်ပြောချင်တာကတော့ဖဲထုံထန်ချီနဝါကပြီးခဲ့သောဝန်ကြီးချုပ်ဟောင်းနိုင်ရွတ်ထပ်ဆင်သမီးလည်းဖြစ်ပါတယ်ခင်ဗျသို့ပေမဲ့ကျွန်တော်ကြည့်ကြအဖြစ်ချီနဝါကနိုင်ငံရဲ့အတွေ့အကြုံအတွေ့အခေါ်ကတော့သူဖတ်ခေဝန်ကြီးချုပ်ဟောင်းနိုင်ရွတ်ထပ်ဆင်ရဲ့သမီးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ background သူ့ရဲ့အတွေ့အခေါ်နိုင်ငံရဲ့အတွေ့အကြုံကထပ်ဆင်စီကရယူနိုင်ခြင်းအများအပြားရှိပါတယ် short တွက်လို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ထပ်ဆင်ကနိုင်ရွတ်ဟောင်းထပ်ဆင်ကနိုင်ငံရေးကိုအရာကျွမ်းကျင်တော်သူဖြစ်တယ်ကျေးဇူးတင်ပါတယ်